မြန်မာနိုင်ငံမှာတစည်းပဲရှိတဲ့သိန်း9000တန်ပြိုင်ငါးကိုပိုင်ဆိုင်ထားတဲ့လိုက်ကွင်းသတင်းမှလေ Alice K ရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုများမင်္ဂလာပါပရိသတ်ကြီးတို့ရေရန်ကုန်မြို့ရဲ့ညနေခင်းလမ်းမတွေပေါ်မှာအားလုံးရဲ့မျက်လုံးတွေကိုဖမ်းယူသွားနိုင်တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဟင်းထွက်သွားတဲ့အင်ဂျင်တန်ပြပြမြေပြင်ပေါ်ဝတ်ပြီးတော့ပြေးလွှားနေသလိုခက်ချန်လာပါတဲ့ကိုရီဒီဇိုင်းနဲ့အမေရိကန်ရဲ့ကနဝင်ပြိုင်ငါးတစ်စီးပါပဲမြင်လိုက်သူတိုင်းကဒါမြန်မာပြည်မှာတကယ်ရှိရလားလို့အံ့အားသင့်တဲ့ကြီးမိကွန်းထုတ်ရပဲကားချစ်သူတွေကြားမှာတော့ဒီကားရဲ့ပိုင်ရှင်ကဘယ်သူဖြစ်မလဲဆိုတာအမြဲတမ်းစိတ်ဝင်စားစရာစကားဝိုင်းတစ်ခုဖြစ်ခဲ့ပါတယ်ဒီကားကတော့တန်မိုးငွေကျပ်3,000ဘီလီယံ9ကျော်တန်မိုးရှိပြီးမြန်မာနိုင်ငံမှာတစည်းရဲသာတရားဝင်ပိုင်ဆိုင်ထားတဲ့ Chevrolet Corvette C7 မျိုးစားပြိုင်ကားပဲဖြစ်ပါတယ်ဒီလိုကဘာကျော်စူပါကားကြီးရဲ့ပိုင်ရှင်ကဘယ်သူလဲဆိုတဲ့အဖြေကတော့အားလုံးကိုပို့ပြီးတော့အံ့အားသင့်စေခဲ့ပါတယ်။သူကတော့အသက်အရွယ်ကြီးရဲ့နဲ့တထေးကြီးတူမဟုတ်ပဲမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးနဲ့အသက်ငယ်ဆုံးမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေထဲမှာထိပ်ဆုံးကရက်တည်နေတဲ့ Live Queen အမတ်တစိတ်ရဲ့တီထောင်သူ CEO တတိမလေး Alice K ပဲဖြစ်ပါတယ်။ Alice K ဆိုတာနဲ့ချမ်းသာတဲ့မိသားစုကလာတယ်ဆိုတာမှန်ပေမဲ့သူ့ရဲ့အောင်မြင်မှုကမိဘရှင်ဝါပေါ်မှာပဲမိခိုနေတာလုံးဝမဟုတ်ပါဘူး။သူမမြန်မာနိုင်ငံရဲ့ပိုင်ဆိုင်မှုအလွန်ပြင်းထန်တဲ့အလောက်ကုန်စည်းကွက်တဲ့ကို Live Queen ဆိုတဲ့ကိုပိုင် brand နဲ့ရေရဲဝဝထိုးပေါဝင်ရောက်ခဲ့သူပါ။သူမရဲ့ထက်မြက်တဲ့စီးပွားရေးအမြင်နဲ့မှန်ကန်တဲ့ဈေးကွက်ဖော်ဆောင်မှုတွေကြောင့်လိုက်ကွင်းဟာရည်သွေးမြင့်တဲ့ထုတ်ကုန်တစ်ခုဖြစ်သားမကအမျိုးသမီးတိုင်းယုံကြည်အားကိုးရတဲ့အမှတ်တစိတ်တစ်ခုဖြစ်အချိန်တိုတွင်းမှာရည်တည်နိုင်ခဲ့ပါတယ်။သူမကိုယ်တိုင်ကလည်း beauty blogger တယောက်အနေနဲ့လှပဆိုင်ရာဘိုးတူတာတွေဘဝနေထိုင်မှုပုံစံတွေကိုမျှဝေရင်းသူမရဲ့ brand ကိုကုန်ပစ္စည်းတစ်ခုအနေနဲ့မဟုတ်ဘဲလူငယ်မျိုးသမီးတွေရဲ့ဘဝကိုမြင့်တင်ပေးတဲ့ lifestyle တစ်ခုဖြစ်ပုံဖော်တည်ဆောက်နိုင်ခဲ့ပါတယ်။အဲ့လိုကိုယ်တိုင်ရဲ့စူးစမ်းမှုနဲ့အောင်မြင်မှုတွေရဲ့ပြိုင်ရောက်တစ်ခုကတော့သူမပိုင်ဆိုင်ထားတဲ့အရာတွေပါပဲ။သိန်း9000ကျော်တဲ့Compact ပြိုင်ကားကြီးအောင်သူမရဲ့အောင်မြင်မှုတွေကိုပေးတဲ့ဆုလက်တစ်ခုဖြစ်တယ်လို့သူမရဲ့ကြွယ်ဝမှုကိုလည်းထင်ရစေပါတယ်။ဒါပေမဲ့သူမရဲ့ချမ်းသာကြွယ်ဝမှုကဒီလောက်နဲ့ပဲရှက်တမ်းမနေပါဘူး။သူမဘဝရဲ့အဖိုးတန်ဆုံးရနာတင်လေးတစ်ခုတိုးလာခဲ့ပါတယ်။အဲ့ဒါကတော့ချစ်စရာကောင်းတဲ့သမီးရနာလေးအန်ဒရီယာကီကိုမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သမီးလေးကိုစေယုံကနေအိမ်ကိုပြန်လဲကြိုဆိုတဲ့ပွဲလေးတစ်ခုကိုပဲသိမ်းမောင်းထောင်ကြီးကုန်ကြခံပြီးတော့နဲ့သမီးလေးတစ်ပါးကိုကြိုဆိုနေတဲ့ကဲ့သို့ပန်းတွေငွေဆက်ကူတွေနဲ့ခင်ချင်းကကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာဟာသမီးလေးပေါ်မှာထားတဲ့မိဘတွေရဲ့အတိုင်းမသိတဲ့မေတ္တာနဲ့သူတို့မိသားစုရဲ့ချမ်းသာကြွယ်ဝမှုကိုပေါ်လွင်စေခဲ့ပါတယ်။ဒီလိုအောင်မြင်တဲ့စီးကိုတယောက်စူပါကားပိုင်ရှင်တတိမတယောက်ကနေမိခင်တယောက်အဖြစ်ကူပြောင်းသွားတယ်သူမရဲ့ဘဝအခန်းကဏ္ဍတစ်ကလည်းပရိသတ်တွေအတွက်အလွန်စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ခြုံပြီးပြောရရင်တော့ Alice K ကမြန်မာနိုင်ငံလူငယ်မျိုးဆက်တွေအတွက် role model တယောက်ပါ။ကိုပိုင် brand ကိုပိုင်အောင်မြင်မှုနဲ့ကိုပိုင်အင်ပါယာကိုတည်ထောင်နိုင်ခဲ့ပါတယ်။အဲ့ဒီအောင်မြင်မှုကနေရရှိလာတဲ့ချမ်းသာကြွယ်ဝမှုတွေကိုလည်းလှပတဲ့ဘဝနေထိုင်မှုပုံစံဖြင့်ပြောင်းလဲခံစားရင်ပျော်ရွှင်စရာမိသားစုဘဝကိုပါတိဆောက်ထားနိုင်တာဟာတကယ့်ကိုလေးစားအားကြစရာပါပဲ။တမရဲ့ဘဝကတမတို့ကိုစူးစမ်းရင်ဘာမဆိုဖြစ်နိုင်နေဆိုတဲ့သင်ခန်းစာကိုပေးနေတယ်လို့ပါပဲရှင်။ပရိသတ်ကြီးတို့ကတော့သတိမလေး Alice K ရဲ့အောင်မြင်မှုတွေကဘယ်အချက်ကိုအားကြတွေ့ချင်ဆုံးလဲဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။